အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့နာမည်ကတော့ Nicholas ဖြစ်ပါတယ်အတူကောက်ကတော့ Nick ပေါ့ကျွန်တော်ရဲ့ legit account နာမည်လို့ပေါ့ဟုတ်ကဲ့ဒါကျွန်တော်ရဲ့ပထမဗီဒီယိုဖြစ်တဲ့အတွက်ပေါ့နော်ဆိုတော့လာသွားရအောင်ဟိုဘက်သွားရင်ကောင်းမလားခဏဟိုဘက်ကြည့်ရအောင်ဒီဘက်ကကျွန်းတေးဟာအစလဟိုဘက်ပဲသွားမှာ let's go အားလုံးပဲ Minecraft player လေးရှိမယ်လို့ထင်တယ်ကျွန်တော်မေးစရာလေးရှိရောဗျာအဲ့အမလေးရဲ့မြေပေါ်ပြတ်တဲ့ရောက်ရေးတော်တယ်ကျွန်တော်တို့ကနော်မေးစရာရှိရပါတော့အဲ့တကူလုံးအောင်လေဟိုလေတကူလုံးအောင်လေမြင်တဲ့ဟာသိရမလားကျွန်တော်တို့တကူလုံးမြင်ပြီးတော့ဟာလေအဲ့ဘယ်လိုလုပ်ရလဲဗျကျွန်တော်မလုပ်တတ်ဘူးကျွန်တော် Minecraft player တော့ဟုတ်တယ်အဲ့လောက်တော့မကျွမ်းဘူးပေါ့ဗျာဆိုတော့တင်ပေးကြပါโอเค Minecraft player တွေအတိုင်းပဲစလိုက်ရအောင်โอเคတခုရပြီအခုโอเคဆိုတော့လာဒန်ဘာလုံးရင်ကောင်းမလဲဒါပြင်ကျွန်တော်တို့ဟိုဘက်နောက်တစ်ခုတပင်လောက်လုံးမလားတော့မအခက်လေးတွေပဲရေးလောက်လိုက်ပါမယ်နော်ဒါလေးရင်လောက်ပြီပေါ့ဟာမကုန်ပြီဟာဆိုတော့လာသွားလိုက်ရဟိုဘက်နေရာမှာသွားမယ်โอเคရောဒီဟာဒီနားလေးလာတော့လာပါတယ်တော့ဘာဟိုရင်လောက်လိုက်မယ်ခက်နေပြီပဲဟုတ်ဘူးဟောဟိုလိုလေးတယ်ဟာမကုန်ပြီထိုက်ပါတော့ဒါဒီဟာပဲရင်လောက်လိုက်တော့မယ်ကဲကတင်းပဲလုံးမယ်ထုတ်လို့ဒီဟာနိုင်ဟိုရင်လောက်လိုက်မယ်ဟုတ်ပြီပြင်ထုတ်လုံးမယ်ထုတ်လုံးကောင်းခရစ်ပဲရပြီလေဒါနဲ့အမိဆိုတော့ခရစ်ပဲချလိုက်တော့မယ်ဟုတ်ပါမနေဟာစာမနေဗလာရေးလာဖြတ်လိုက်အောင်โอเคก็ได้ไปချပါမယ်โอเคချမယ်ဘာရင်လောက်မတုံးရင်လောက်လိုက်ပါနော်ပြင်စောလောက်မယ် x လောက်ထားလိုက်မယ်ပိတ်ကဟာမရှိတော့ရောက်ရေးထားတော့ပိတ်ကလည်းလာမလို့ပါခေတ္တတာလေးပါလေးညာလောက်ထားပါဗျာတော့ကထားတော့ကဖြတ်လိုက်တော့မယ်ဆိုလာတလေးယူပြီးသွားတဲရပါလားဗျာအဲ့ရောက်ရေးထားမရဘူးရောက်ရေးလို့ကြနိုင်ဒါလေးအပြင်ထုတ်အောင်လုံးလို့မရဘလို့ရောဟင်းအဲ့လိုမျိုးဟုတ်ပြီမလို့ဟာအပြင်ထုတ်လိုက်သွားအပြင်ရောက်လာတယ်ထားလိုက်တော့ကွာဆိုလာတက်ပင်ခေါ်အောင်ပြီးကြမအောင်ဘက်တော့ရင်ကောင်းမှာမလဲဟိုဘက်သွားပြီးတော့တခုတော့ရှာကြပေါ့โอเคပြီးရင်တက်ပင်ခေါ်မယ်โอเคပြီးပြီတောင်းမယ်အမလေးလောက်ကြပါဦးကျွန်တော်ဒီဟာကိုလေဝေါ်လေးတစ်ခုလောက်ဟိုမှာရှိတိုးတွေးပြီးဒီကောင်တက်မှန်ကအဲ့ရလို့ရမှာခဏယူထားလာကွာအမသေးနဲအောင်နေဒီဟာလာနောက်တစ်ကောင်ပဲမောင်ဟာမရှိတော့ဟိုမှာနွားတွေပဲရှိရောသူကခိုင်းဆိုအများကြီးရှိရမဟုတ်လားစုနေရအောင်ဒီကောင်တယောက်တည်းရော့ကွာနွားလေးရော့သေးလိုက်တော့နောက်တစ်ကောင်တက်ကောင်းမလားတက်လိုက်တော့မှာဟာလားတော့ရောဟိုမှာဝတ်တယ်ရောဟာနားမှာတိုးတော့နောက်တစ်ကောင်လောက်2ကောင်3ကောင်လောက်တော့ရှိလောက်တည်းရကွာမှာခုကငါတရုံးမဲရတယ်သွားမယ်မလို့ဟိုက်ပေးလိုက်ကိုကက်မလို့ဟိုက်ပေးပဲမယ်တက်ပင်စိုက်တဲ့ဟာတွေတော့တင်ထားလိုက်ပါမယ်နော်တော့โอเคဟောမောင်မတိုးဆရာကြီးဘာလဲမတွေ့ရကြပြီမင်းတမန်ကအဲ့ရလောက်ရမှာလာညီလေးအမရော့ညီလေးဘာလို့နေသေးလိုက်ကဲနောက်တော့ကောင်ရှာနှစ်ခုပဲရှိသေးတယ်ကျွန်တော်ကမကြက်တိုးနေကြက်ဟိုမှာတွေ့တယ်ဘာလို့နေရမင်းလာလေးဘယ်ရောက်သွားနေတော့ဟာရော့ကွာဟုတ်ဟာလိုင်းရထည့်နေသေးရပါဟာလို့ကြီးတက်ဟာလိုက်ထစ်တာလားဖုန်းထစ်တာလားဟာတေးလေးရမှာဟိုဘက်မှာတခုမြင်လိုက်လို့ပဲပေါ်တေးလားဘာကြီးရောဟာဟိုမှာငါအသုံးနေရောရှစ်ဘယ်ရောက်သွားကြီးအသုံးနေရခဏ inventory လည်းကြည့်ရအောင်မြန်လောက်ပါဟာ
အော်ဟုတ်တယ်ကဲမ3လုံးရပြီးပြီဆိုတော့သွားမယ်ဟောထင်နေသေးတယ်သွားမယ်ဟိုမှာပေါ်တယ်ကြီးလားဘာကြီးလဲမသိဘူးဗျကြည့်ရပေါ်တယ်နဲ့တော့တူတာပဲပေါ်တယ်ဆိုရင်အဲ့နာ chest တော့ရှိလိမ့်မယ်ကွာဟုတ်တယ်ကြည့်ရပေါ်တယ်နဲ့တူအားလိုင်းကထပြန်ပြီလိုင်းထတာမဟုတ်တာဖုန်းကိုထနေတာခဏတော့မ bro တော်တော်ထစ်တယ် brother တို့ရေလောက်ကြပါအောင်ဒီငေါ်ရီ trap ကြီးလာပါတော့ဟုတ်တော်လေးပါတယ်ခေါင်းလိုက်လို့ပြန်တော့မကြည့်တော့ဖုန်းကထစ်နေဆိုဟုတ်တယ်ပေါ်တယ်မချက်စီရယ်ဆိုတော့ကောင်းတာလေးတော့ရပါစေဟေ့ရောထစ်တယ် bra အားရရေလောက်ကြပါဒီကျွန်တော်တို့ဒီ wall ကိုလေကျွန်တော် wall လေး survival ဆော့တာဆိုတော့ဗျာ wall လေးကိုနာမည်ပေးဖို့ဗျာအနောက်က craft ပါတဲ့ဟာပါလို့ဘာ craft လို့အဲ့လိုမျိုး craft တော့အဲ့လိုမျိုးကွာ wall နာမည်လေးလောက်อ่ะဒီဖုန်းဆုပ်ကလည်းကွာ wifi ပိတ်ပြီးတော့ပဲဆော့တော့ပိတ်ဟေးဖုန်းကိုထင်းနေရလောက်ကြပါကျွန်တော်ဖုန်းကြီးတော့စိုးနေစက်ကညက်လာဝယ်ထားမြင်နှစ်လောက်ပဲရှိသေးနော်တနစ်ခွဲလာနည်းဒီတော့ဝတ်ထားရတော့လောက်ကြပါဦး wifi ပိတ်မရဘူးဘာဖြစ်ကုန်ရောဟာwifi ကတော့ပိတ်သွားပြီဟာဟောရထွက်လိုက်တော့ထစ်တယ် brother တို့ရေလောက်ကြပါဒါတော့စိတ်ညစ်တယ်ဗျာနောက်ဗီဒီယိုကြရင်တော့ကောင်းလေးလုပ်ပြီးပါမယ် brother တို့ရေဒီဗီဒီယိုကတော့နည်းထစ်သွားပြီထစ်တယ် brother ဟေးရခဏထစ်နေတယ်ဘာမှလုပ်မရဘူးဝေးလောက်ပါညရောက်တော့မှပြီးစူမီလာတက်လို့သေးတော့မှာအမြန်လောက်ရမယ်ဗျအမလေးချက်စလန်းဖွင့်ဖွင့်လို့ရမသိပါမရအောင်မလို့ရှေ့အောင်သွားတော့အိုးရောက်ကိုရန်အပဲတွေရောစောတွေရောဟာစောကကောင်းလိုက်တာဟာ fire တွေရောပါတယ်ဟာ unbreakable 3ဟာကောင်းတယ်ရောက်ဟာထက်ကောပြီလဲနေမုန်းရှိသေးကိုရန်အပဲတွေရောဟိုမှာကောင်းတယ်မြေတူးတဲ့ဟာတွေရောဟလာမီးချက်ကတော့ဘာသုံးလို့ရတော့တာပေါ်တယ်ဖွင့်ဖို့လုပ်လို့ရတယ်ငါလည်းငါသုံးယူထားလိုက်မယ်ဒါလေးရောပေါ်တယ်ဖွင့်ဖို့ကငါပေါ်တယ်လုပ်ဖို့ဟိုကမရှိဘူးဖြစ်ရတယ်တော့ဒီတန်သေးလေးယူရမယ်ဘာတော့ငါထင်နေစိတ်ညစ်တယ် brother တို့ယူဟာ brother ရလောက်ကြပါအောင်ပြောဟာဟိုဘက်ရောရကုန်ပြီလောက်ဟေးဟာအဲ့လိုကြမပြောတော့ဘူးဘာလို့ရဲ့လောက်ပါတန်းဟာ brother ရတော်ပြီဗျာအဲ့လိုကြမစောချင်တော့ဘူးဗျလိုင်းရတော့ထင်နေရမယ်ကျွန်တော်တော့ပြောထားလိုက်မယ်ဗျာအဲ့ဆိုခုကျွန်တော်ခုနပြောလို့ပါနော်ကျွန်တော်မေးရခုနကျွန်တော်ဒီခုနအဲ့လူတကူလုံးမြင်ရဘယ်လိုလုပ်တဲ့ဟာရေအဲ့ဒါလေးရကျွန်တော်အဲ့ဒါလေးရခုနအဲ့ကျွန်တော်ပြောရပါတော့အဲ့လူတကူလုံးမြင်တဲ့ဟာရေပြီးရင်ကျွန်တော်နာမည်လေးဝေါ်နာမည်လေးစဉ်းစားပြုံးဗျာလိုင်းရတော်ဆိုးနေထွက်ဟာဆိုလေပတ်တူးကြမှာတွေးတော့ရလုံးမရဘူးဘိုင်ဘိုင်